အတွေ့အများဆိုတာအနာဂတ်နဲ့အတိတ်မှာပဲဖြစ်ပြီးတော့လက်ရှိအချိန်မှာသိပြီးတော့ရှိလိမ့်မရှိဘူးဆိုရင်ဒီလိုမျိုး overthinking အတွေ့အများရတဲ့သူတို့ခေါ်တယ်ပေါ့အော်လက်ကိုယ်တိုင်ကလည်း overthinking သမားဆိုတော့ဒါကို relate လုပ်လို့ရတယ်ပြီးတော့ overthinking များတဲ့သူတယောက်အနေနဲ့အာယုံနောက်စရာဇယားတွေနဲ့ဝေးရှောင်တယ် Promise you I am not into Amy. It's not what I heard, Jake. It's what I saw. You should have seen the look on your face when you found out Amy liked you. Gah! Listen to me. I'm an adult. All this who likes who stuff sounds very high school. I know. အဲ့လိုရှောင်တဲ့အခါကျရင်ဒီထဲမှာပြောထားတဲ့အလေးအကျင့်တွေ mindset တွေအပြုတ်မှုတွေကိုအသုံးပြုပြီးတော့အဲ့လေ overthinking များတတ်တဲ့ brain ကိုအာယုံနောက်စရာအနည်းဆုံးဖြစ်အောင်စူးစမ်းလေးရှိရယ်ဖန်တီးလေးရှိရယ်ပေါ့နံပါတ်1ကကြတော့ emotional boundary ထားဖို့အာမနာတတ်ဖို့ပါအတွေးများတဲ့လူတစ်ယောက်အနေနဲ့ကိုယ့်ရဲ့အာယုံခံစားချက်တွေကိုရေရှည်မှာကိုယ့်အတွက်အကျိုးရှိတယ်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုလည်း support ပေးနိုင်တယ်အဲ့လိုနေရာတွေမှာပဲစီးချပြီးတော့ boundary လုပ်ဖို့လိုတယ်ဥပမာအနေနဲ့ outlet တုံးอ่ะဆိုရင်ဒီရက်ပိုင်းကတကယ်တော့စိတ်အစင်မပြေလောက်ဘူးပေါ့နော်စိတ်ရှုပ်စရာလေးတွေနည်းနည်း main ကလေးဆိုတော့လေ face တွေရှိတာအောင်နော်အဲ့ face တစ်ခုတည်းရောက်တဲ့အခါကျတော့ဘလို့မှဘယ်သူနဲ့မှစကားမပြောချင်ဘူးအဲ့ချိန်မှာအော်လက်ကိုညီမလေးတယောက် reach out လာလုပ်တယ်ပေါ့ဖုန်းလေးပြောလို့ရမလားဆိုပြီးတော့အဲ့ဒီနေ့မှာအော်လက်လုံးဝလက်ခံမပြောဘူးအတွေးတွေရှင်းသွားတယ်ခေါင်းကြည့်သွားတဲ့အချိန်ကျမှသူနဲ့ဖုန်းပြောဖို့တော့အော်လက်လက်ခံတယ်ပေါ့အဲ့လိုပဲ overthinking များတဲ့သူတယောက်အနေနဲ့လူတွေကိုသူတို့ပြောပါစေတင်းလိုက်ပြီးတော့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုအနစ်နာခံအဆုံးလောက်ခံပြီးတော့ဒီ overthinking များတဲ့သူတယောက်အနေနဲ့အားနာပြီးအကုန်လုံးလိုက်ပြီးတော့တွေးပြီးနေလို့မရဘူးပေါ့နော်နံပါတ်2ကကြတော့ကိုယ့်ရဲ့ energy သုံးတာလေးကိုခြွေတာဖို့လိုပါတယ်ဒါနံပါတ်1နဲ့လည်းပုံစံဆင်နေပေါ့နော်ကိုယ့် energy ကဘယ်နေရာတွေမှာသုံးတာများလဲအသက်အရွယ်တစ်ခုရောက်လာလေလေဒီ energy သုံးတာလေးတွေဂရုစိုက်ရလေပေါ့နော်အော်လေးရဲ့ဆရာတယောက်ဆိုရင်သူ့အတွက်တကယ်အရေးကြီးတဲ့အရာတွေရေရှည်မှာသူ့အတွက်အကျိုးရှိတဲ့အရာတွေသူ့ရဲ့စိတ်ခံစားချက်ကို emotional support ပေးမဲ့အရာတွေမှာပဲသူ့ရဲ့ energy တွေသုံးတယ်အဲ့လိုပဲအတွေးများတဲ့သူတယောက်အနေနဲ့ငါရဲ့ energy ကိုဒီနေရာမှာသုံးလိုက်ရင်ငါရဲ့ inner self နဲ့ကိုတကယ် connect လုပ်နိုင်တာဒါလေးတွေကိုပို့ပြီးတော့တွေးဖို့လိုပါတယ်နောက်နံပါတ်3ကတော့ brain dump လုပ်တာပါတော့ဘာလဲဆိုတော့အတွေးတအားများလာပြီတအားစိတ်တွေရှုပ်လာပြီဆိုရင်အဲ့ရှုပ်တဲ့အရာတွေကိုပူနေတဲ့အရာဒါမှမဟုတ်အတိတ်ကဖြစ်ခဲ့တဲ့အရာတွေအတွက်အကုန်လုံးချရင်အဲ့လိုချရေးလိုက်ကိုရေးနေတဲ့အရာကိုဝေဖန်တာမျိုးတွေသုံးသပ်တာမျိုးမလုပ်နဲ့ကိုတွေးမိတဲ့အရာတွေအကုန်လုံးကိုချရေးပလိုက်စာအုပ်တုပ်ပေါ်မှာအဲ့လိုရေးလိုက်တဲ့ချိန်ကျရင်စိတ်ရှင်းသွားတယ်ပေါ့အဲ့လိုဆိုလည်းတခုခုစိတ်ပူနေတဲ့အချိန်တွေဘာမှမလုပ်နိုင်တော့တဲ့အချိန်တွေဆိုရင်အဲ့လိုစာအုပ်ထဲမှာငါ့ကိုဘာတွေကပူပန်စေတာလဲဒါမျိုးလေးတွေရေးလိုက်တယ်ပေါ့နောက်ကိုထိန်းချုပ်လို့ရတဲ့အရာတွေကိုပဲပို့ပြီးတော့အာယုံစိုက်ဖို့လိုတယ်အတွေးများတဲ့သူတယောက်အနေနဲ့နောက်တစ်ချက်ကတော့အတွေးများတဲ့သူတွေအတွက် affirmation ပါအကုန်လုံးလိုက်ဆိုတော့တကယ်လို့ဖြစ်နိုင်တယ်ဆိုရင်တခြားလူတွေရဲ့ခံစားချက်တွေနဲ့အပြုတ်မှုတွေကငါခွင့်မပြုတဲ့ရွေးငါ့ကိုနာကျင်အောင်မလုပ်နိုင်ဘူးနောက်တစ်ခါပြန်ပြီး repeat လုပ်ပြပေးမယ်တခြားသူတွေရဲ့ခံစားချက်တွေနဲ့အပြုတ်မှုတွေကငါ့ကိုငါခွင့်မပြုတဲ့ရွေးနာကျင်အောင်မလုပ်နိုင်ဘူးဒီအတွေးလေးကိုအမြဲတမ်း affirmation ပုံစံမျိုးလေးခဏခဏရုပ်အဲ့လိုဆိုရင်ပြင်ပခံစားချက်တွေ negative တွေအဲ့ဒါအကုန်လုံး audit ခွင့်မပြုတဲ့ရွေးရောက်လာမှာမဟုတ်ဘူး overthinking များတဲ့သူတွေကြတော့ negative ဘက်ကိုပို့ပြီးတော့တွေးတယ်အဲ့လိုတွေးလေခံစားချက်မကောင်းလေ stress တွေပိုများလာမယ်ကိုယ့်ရဲ့ mental health ကိုထိခိုက်လာမယ်အဲ့လိုချိန်ဆိုရင်ဒီ affirmation လေးကိုခဏခဏရွတ်ပေးတယ်ဆိုရင် already အရင်ထက်စိတ်ပိုအဆင်ပြေလာလိမ့်မယ်နောက်တစ်ချက်ကတော့ overthinking များတဲ့သူတွေအတွက်ကောမများတဲ့သူတွေအတွက်ကောအသုံးဝင်တဲ့အချက်ဖြစ်လောက်မယ်အဲ့ဒါရှေ့တစ်ခါviral ဖြစ်သွားတယ်လို့ယူဆရတဲ့ဗီဒီယိုမှာခံစားလိုက်ဆိုပြီးပြောတယ်ပေါ့နော်အဲ့လိုခံစားလိုက်ဆိုတာဘာလဲဆိုတော့ယောက်ကကိုယ်အပြစ်တင်လိုက်ပြီးထားအဲ့လိုဆိုရင်အဲ့လိုတော့တအား emotional ဖြစ်တယ် sensitive ဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်ပြီးတော့2ရက်လောက်အရာတွေလဲသွားတာမျိုးဒါကိုပဲတွေးနေမိတာမျိုးဖြစ်တတ်တယ်အဲ့လိုဖြစ်တယ်ဆိုရင် Outlet ကတော့အခုဘာပဲလုပ်လဲဆိုတော့ကိုယ့်ဘာကိုအချိန်ပေးလိုက်တယ် Outlet တော့အချိန်ပေးတာအလုံးစုံ2ရက်ပဲငါဒီ2ရက်အတော်တွင်မှာဒီခါကိုငါခံစားမယ်တွေးပြမယ်ဒါတွေကဘာကြောင့်ဖြစ်တာလဲသူပြောတာတကယ်မှန်လားအဲ့လိုမျိုးတွေ Outlet တွေးတယ်ပေါ့နော်ပြီးခဲ့တဲ့ရက်ကလည်းစေးဆိုင်တစ်ဆိုင်ကိုသွားတယ်ပေါ့နော်စေးဆိုင်ဆိုတဲ့အခါကျတော့ Olive ရှိရတယောက်ကတော့ယူတဲ့ဟာကြီးအများများတယ်များတော့ Olive နဲ့လည်းသိတဲ့ဆိုင်ဆိုပြီးတော့သူ့ကိုပြောမဘလောက်လောက်စောင့်ရမလဲလို့ပြောတော့ Olive ကိုဘာပြန်ပြောလဲဆိုတော့နေုံလေးရှိမှလူတယောက်ရှိတယ်အဲ့လူပြီးမှလုပ်ပေးရမှာပေါ့ဆိုပြီးတော့ဆရာကြီးလေးတန်းနဲ့ပြောရပေါ့နော်အဲ့ချိန်ကျတော့ Olive တအားရှက်သွားတယ်ပြီးတော့ Olive ကငကိုတဲ့အရှက်ကြီးရဲ့သူဆိုတဲ့အခါကျတော့သူ့ရဲ့စကားကိုနားထောင်ပြီးတော့သူပြောရလဲဟုတ်တာပဲပေါ့နော်ငါဘာလို့ဒါကိုလောနေမိရလဲဆိုပြီးတော့အဲ့ဒီအချိန်မှာ Olive ရဲ့ရင်ထဲမှာဘာခံစားချက်တွေဝင်လာလဲဆိုတာ Olive စောင့်ကြည့်ရပေါ့သူပြောတဲ့စက္ကန့်ပိုင်းတွေအတွင်းမှာပဲ Olive ရင်ထဲဘာဝင်လာလဲဆိုတော့မျက်နှာငယ်တယ်တိမ်ငယ်တယ်နောက်ဝမ်းနေတယ်ဘာမှမလုံးနိုင်တော့အဲ့အချိန်မှာငိုခြင်းနဲ့စိတ်တွေဖြစ်သွားတယ်အဲ့လိုပဲအတွေးများတဲ့သူတယောက်အနေနဲ့မကောင်းတဲ့အတွေးတွေစိတ်ခံစားချက်လုံးဝမကောင်းတော့ဆိုရင်ငါအနေနဲ့ဘယ်နှစ်ရက်လောက်ခံစားမလဲဒါလေးတွေကိုသတ်မှတ်ပြီးတော့အနာယူကိုထားကိုခံစားတဲ့လည်းခံစားပလိုက် overthinking နဲ့ပတ်သက်ပြီး
အရင် Ollie ရဲ့ video မှာလည်းပြောပူတယ်အဲ့ဒါလက်ရှိအချိန်နဲ့ connect လုပ်ဖို့လိုတယ်အဲ့လို connect လုပ်တဲ့အချိန်ကျရင်နီလန်းတွေကတော့အများကြီးရှိရပေါ့နော် Ollie သိတဲ့လောက်တော့ meditation မှာဆိုရင် grounding ရှိတယ်ပြီးတော့ body scan ရှိတယ်ဒါမျိုးပုံစံလေးတွေနဲ့ကိုယ့်ရဲ့ overthinking ကိုပြန်ထိန်းလို့ရတယ်နောက်ဆုံးတစ်ချက်ကကြတော့ကိုယ့် energy ကို protect လုပ်ဖို့လိုတယ်ကိုယ့်အနေနဲ့ energy ကိုနေရာမျိုးစုံမှာမျှဝေနေလို့မရဘူး Ollie တော့ဆိုတယ်အရင်အလုံးမလုံးချင်ဆိုတော့အဲ့လေအကိုတွေအမတွေအိမ်မှာသွားလဲတယ်လဲပြီးတော့အဲ့ကို energy ကိုအကိုတွေအမတွေနဲ့စကားပြောလိုက်အိမ်မှာထိုင်ပြီးတော့ငိုင်းလိုက်အဲ့ဒါနဲ့ကုန်သွားတယ်တကယ်က overthinking များတဲ့သူတယောက်အနေနဲ့ကို energy ကိုဘလို့အချိန်မှာငါ energy များလဲဒါမျိုးလေးချွေတာဖို့လိုတယ်အဲ့လေဆိုရင်မနက်ပိုင်းနေပေါ့နော်အဲ့မနက်ဆိုတော့9နာရီကနေ10နာရီထိရောလဲဘာမီတင်မှမရှိဘူးဘယ်သူနဲ့မှလည်းစကားမပြောဘူးဒါ all အတွက် me time ပဲပေါ့ဒီအချက်တွေကတော့ all အနေနဲ့အာယုံနောက်ဆရာတွေတိတ်ပြီးတော့မများအောင်လို့ရှောင်းနေနေပြီးတော့ဇရာတွေတိတ်မရှုပ်အောင် all ရဲ့အတွေးထဲမှာကိုသွားခြင်းနဲ့ကို focus လုပ်ခြင်းနဲ့အတွေးတွေကိုပဲအာယုံစိုက်တဲ့နီးလန်းနေပဲဖြစ်ပါတယ်ကြည့်ရသူရော overthinking များတယ်လို့ထင်လားကိုပေါ့ကို overthinking များတဲ့ percentage ဆိုရင်ဘယ်လောက်အမှတ်ပေးခြင်းလဲဒီ video အောက်မှာပြောပြခဲ့ပါနောက်တဲ့ video မှာပြန်ပြီးတော့တွေ့ပါမယ် bye